ကောင်းလားဒါဟုတ်စစ်မှာဆိုဘယ်မှာထားလဲဒါဟုတ်စကေးမှာထားနော်ဟိုဘက်နဲ့ဒီဘက်နဲ့ထောက်ပြီးတိုင်းလိုက်မယ်ဘယ်လောက်လဲကိန်းကနန်းပြရတယ်ဟုတ်ပြီဒီဘက်ပြလားကိန်းကနန်းပြရင်ပါလဲပြက်နေပြီနော်ဒီတိုင်းဟုတ်ဒီပြက်နေပြီနော်ဟိုပန်ပြက်သွားတာမဟုတ်ပြက်သွားတာတစ်ဖက်ပဲပြရမယ်လေဟုတ်တယ်မလားနော်အဲ့တော့ကျွန်တော်ဘက်လိုက်တိုင်းကိုလေးတစ်လုံးလောက်ရှာပြီး channel 3နဲ့ပြင်အောင်ကျွန်တော်တို့ပြန်တိုင်းကြည့်အောင်ဒါကခုနဖြုတ်လိုက်တဲ့ဒိုင်ဟုတ်အခုဒိုင်ဟုတ်အစ်စ်လဲလိုက်ပြီအဲ့တော့ဒိုင်ဟုတ်အစ်စ်ရဲ့ဟောကျွန်တော်မီတာမှာပြန်တိုင်းကြည့်မယ်အဲ့ဒိုင်ဟုတ်ကနှစ်ဖက်ကူးတိုင်းကြည့်မှာဗျာသင်္ကနာပြရတယ်နောက်တစ်ခါကိုကြည့်မယ်ပြလားပြအောင်ဒါဆိုကောင်းလားမကောင်းဘူးလားကောင်းတယ်ဒါပဲနော်အဲ့ဆိုကောင်းပြီလားကျွန်တော်ပြင်တာကောင်းပြီလားဟင်ဆရာပြင်တာကောင်းလောက်ပြီလားလို့တပည့်ကြီးကောင်းလောက်ပြီဒီမှာတန်ရှင်းလောက်မယ်နော်ဟေးဘာစားအောင်လဲဘာစားချင်လို့စားချင်လို့စားတော့စားချင်တယ်တခုခုတော့ဟုတ်ပြီခဏလေးကွာဒါလေးပြီးအောင်ဒီဗီဒီယိုလေးပြီးအောင်ရိုက်လိုက်ပြန်ကြည့်လိမ့်မယ်အဲ့ကျွန်တော်တို့ပါဝါနှိုးကြည့်မယ်အခုကဘက်လိုက်ပိုင်းကိုပြင်လိုက်တာနော်အဲ့ဒါဆောမင်းစရာဒီမှာပြီးဒိုင်ကိုလဲလိုက်ချော့တွေ့တော့ဟောပြီးသွားပါပြီအဲ့ပဲပြီးသွားရင်တန်ရှင်းလောက်လိုက်တော့နော်ဒီနားမှာတန်ရှင်းကိုဘယ်လိုလုပ်မလဲဆိုတော့โอเคအဲ့ဒီနေလုံးနဲ့ကျွန်တော်လုံးပြီးကြတယ်နော်လိုက်ဒိုင်ဟုတ်ပြတ်တာနော်ဒိုင်ဟုတ်ပြတ်တာဟုတ်ဒီကဒိုင်ဟုတ်ဒီပါဒီအားနဲ့ဒါဟိုစစ်လာမယ်ဆိုတော့ဒိုင်ဟုတ်ကပြတ်တာဟုတ်တယ်ခုနကလို short နဲ့ရှာလိုက်ရင်တော့ဒိုင်ဟုတ်ကိုလဲရမယ်ဆိုတော့တန်းသိတယ်ဒါပေမဲ့ဒိုင်ဟုတ်ပြတ်တယ်မပြတ်ဘူးဘယ်လိုစစ်လဲမီတာနဲ့ဘယ်လိုစစ်လဲဒါကိုပြောဒါအခုကလဲလိုက်ရဒီဒိုင်ဟုတ်လေးဒါပဲအဲ့ဒါမှဒိုင်ဟုတ်မှာတော့ကျွန်တော်ကြည့်လိုက်တော့ဥပ္ပန်